ကဲအားလုံးပဲမင်္ဂလာပါဒီကနေ့လေ့လာမယ့်အကြောင်းအရာလေးကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ် network marketing နယ်ပယ်မှာတာမန်အယောင်သမားဘဝနဲ့တက်ကြွတဲ့ခေါင်းဆောင်တွေရောက်ဖြစ်လာဖို့ပြီးတော့တကယ်အောင်မြင်တဲ့သူတွေရောက်ဖြစ်လာဖို့လမ်းညွှန်ပေးမဲ့အလွန်အားကောင်းတဲ့ view ဟာတစ်ခုကိုကျွန်တော်တို့အတူတူလေ့လာသွားကြပါမယ်ဒီတော့ဆက်ဆက်ချင်းမှာပဲမိခွန်းလေးတစ်ခုနဲ့စလိုက်ရအောင်ဗျာနာမည်ကြီးပြီးကောင်းမွန်တဲ့ brand တွေcommunity နဲ့လက်တွဲလောက်ကိုင်းခွင့်ရနေလျက်တာနဲ့ဘာဖြစ်လို့လူများစုကထင်တလို့ကြလက်တင်မရပဲကြာရှုံနေကြတာလဲဒါဟာတော်တော်များများခေါင်းစားနေတဲ့ရင်စားမိတဲ့မိခွန်းတစ်ခုဖြစ်မှာပါတကယ်အရေးကြီးဆုံးအချက်ကဒါပါပဲ product down တစ်ခုတည်းရှိနေုံနဲ့မလုံလောက်သေးဘူးဆိုတာပါပဲ network marketing မှာတကယ်ကိုရုန်းကန်နေရသူတွေအတွက်လက်ဟာနေရဲ့အဓိကအချက်ကတော့နေ့စဉ်လက်တွေ့တုံးချနိုင်မဲ့ခိုင်မာတဲ့ system သို့မဟုတ် system တစ်ခုမရှိတာပဲဖြစ်ပါတယ် system မရှိရင်ရေရှည်သွားဖို့ခက်သွားပြီလေကဲဒီတော့နေ့စဉ်လက်တွေ့အတောင်းချနိုင်မဲ့လုပ်ငန်းစနစ်တစ်ခုကိုတည်ဆောက်ဖို့အတွက်အဓိကကျတဲ့အဆင့်60ပါဝင်တဲ့လမ်းပြမိပုံကိုကျွန်တော်တို့အခုပဲအတူတူဆက်ပြီးလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့အပိုင်းတိလက်တွေ့အခြေအနေကိုစမ်းစစ်ခြင်းမှာအောင်မြင်တဲ့ company တွေနဲ့လက်တွဲလုပ်ကိုင်တဲ့အခါတကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့အခြေအနေတွေကိုဒီချာလေးစမ်းစစ်ကြည့်ကြတာပေါ့စဉ်းစားကြည့်ပါ company တစ်ခုကိုရွေးချယ်လိုက်ရုံတတ်တာနဲ့တော့ဝင်ငွေတွေကသူ့လိုဝယ်မလာနိုင်ပါဘူးတကယ်တမ်းအရေးကြီးဆုံးကဒီလုပ်ငန်းကိုဘယ်လို run မလဲဆိုတဲ့ဟောင်းလုပ်ငန်းစဉ်အစားဆုံးကိုတေချာနားလဲဟောပါနိစနဲ့ကြကြလဲဘက်တက်မှာဒါကိုလိုချင်တဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်မှာချက်ပါတယ်ဒါကအခြေခံကြားဆုံးမှန်တရားပါပဲအခုအပိုင်းညကိုဆက်သွားပါမယ်ဒီအပိုင်းကတော့တိုးတက်နေတော့ခေါင်းဆောင်ကြောင်းပါတကယ်အောင်မြင်မှုအတွက်အခြေခံအဆုံးကြည့်တဲ့စိတ်ထားနဲ့မိမိကိုယ်ကိုတတ်မှတ်ပုံပြောင်းလဲဖို့လိုအပ်ပုံတွေကိုဆွေးနွေးသွားမယ်ဒီနေရာမှာတာမန်အယောင်သမားတယောက်နဲ့တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတဲ့ခေါင်းဆောင်တယောက်ကြားကခွာခြားချက်ကတော်တော်လေးကိုကြီးမားပါတယ်လက်တွေမှာလူတွေကကိုယ့်စီကိုပစ္စည်းလာရောင်းတာကိုသိမကြိုက်ကြပါဘူးဒါကြောင့်ယုံကြည်မှုတိဆောက်ဖို့ဆိုရင်ပစ္စည်းရောင်းတဲ့သူတသက်မဟုတ်ပဲမိမိကိုယ်ကိုတိုးတက်နေတဲ့ခေါင်းဆောင်တယောက်အနေနဲ့နေရာယူဖို့အရန်ကိုအရေးကြီးပါတယ်ဒါဆိုရင်ခေါင်းဆောင်တယောက်အနေနဲ့ဘလို့ကွန်ချက်မျိုးနေတင်ရမလဲပေါ့ပစ္စည်းကိုအတင်းရောင်းတာမျိုးမလုပ်ပါနဲ့အဲ့ဒီအစားကိုယ်တိုင်လေးစူးစမ်းနေစေဖေချောင်းနေ့စဉ်ဘာတွေလုံနေလဲပြီးတော့ဘလို့အမားတွေနေဘာတွေတင်ယူနေလဲဆိုတာကိုရိုးရိုးသားသားမျှဝေပေးပါဒီလိုတဘာဝချက်ချက်မျှဝေတာဟာဝယ်ယူဖို့တွန့်ဆုံနေတာတွေကိုရောကြားစေပြီးတော့ခိုင်မာတဲ့ယုံကြည်မှုကိုအလိုလိုတိဆောက်ပေးသွားမှာပါကဲအပိုင်း3ကိုရောက်လာပါပြီဒါကတော့လုပ်ငန်းရဲ့တကယ်အင်ဂျင်ကြီးလို့ပြောလို့ရတဲ့နေ့စဉ်ဝင်ငွေရှောက်ပေးလုပ်ငန်းစဉ်များကျမမွန် DMA အကြောင်းပဲဖြစ်ပါတယ်ဒီနေရာမှာဝင်ငွေနဲ့တိုးတက်မှုကိုတကယ်ဖြစ်ဖို့စေဖို့နေ့စဉ်မပြတ်မကွက်လှုပ်ဆောင်ရမယ့်အဆင့်3ဆင့်ရှိပါတယ်အဲ့ဒါတွေကတော့ဆွဲဆောင်ခြင်းဆက်သွယ်ခြင်းနဲ့အဆုံးသတ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါတွေကတကယ်ကိုအဓိကကျတဲ့အဆင့်တွေပါပထမဆုံးဆွဲဆောင်ခြင်းစင်မှာဆိုရင်နေ့စဉ် post တစ်ခုဒါမှမဟုတ်နှစ်ခုလောက်ပုံမှန်တင်ပေးဖို့လိုပါတယ် content တွေကကျမရဲ့ဗဟုသုတတွေ PC ရဲ့အကျိုးကျေးဇူးတွေနဲ့ကိုရန်ဘလို့စူးစမ်းနေလဲဆိုရင်ဖြတ်တန်းမှုတွေဖြစ်တင်ပါတယ်ဒါတွေဟာလူတွေကိုတဘာဝကြကြနဲ့အထီးရောက်ဆုံးဆွဲဆောင်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်အခုတကယ်စိတ်ဝင်စားစရာကောင်းတဲ့ကဏ္ဍတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့10ကနေ20ပါပဲကိုလူငန်းအရှင်ရနေဖို့အတွက်ဒုတိယဆင့်ဖြစ်တဲ့ဆက်သွယ်ရေးအပိုင်းမှာနေ့စဉ်လူ10ယောက်ကနေ20အထိကိုပုံမှန်စကားပြောဆက်သွယ်ဖို့လိုအပ်ပါတယ်ဒါကလောင်စာစီဖြစ်နေတယ်လို့ပါပဲလူတွေကိုဆက်သွယ်တဲ့အခါအရေးကြီးဆုံးက spam လိုမျိုးအတင်းအကျပ်ကြီးမဖြစ်ဖို့ပါပဲဥပမာပြောရရင်အခုရေလက်တလို့ကျွန်တော်ကျမရင်းနဲ့ပြေးထွက်ဝင်ခဲ့လဲဘက်ကိုအာယုံဆိုင်နေလို့အခုကိုတာမျိုးစိတ်ဝင်စားလားဆိုပြီးမိတ်ဆွေတယောက်ကိုစကားစမြဲပြောတဲ့ပုံစံမျိုးလေးနဲ့တဘာဝကြကြဆက်သွယ်ရပါမယ်။ရောင်းချင်တဲ့ပုံစံကြီးရမ်းမပေါက်ဖို့အထူးသတိထားရမှာပါ။တစရအဆင့်ကတော့အဆုံးသက်ခြင်းနဲ့မမ convert လုပ်ကြပါ။စိတ်ဝင်စားတဲ့သူတွေကိုရှင်းပြတဲ့အခါအစီအစဉ်ကြဖို့လိုပါတယ်။သူတို့ရဲ့ပြဿနာကိုအရင်ဖော်ထုတ်မယ်ပြီးမှဖြည့်ရှင်းနည်းကိုကမ်းလှမ်းမယ်အဲ့ဒီနောက်မှာထုတ်ကုန်ကိုမိတ်ဆက်ပေးပြီးနောက်ဆုံးမှာစီးပွားရေးအခွင့်အလမ်းတစ်ခုအနေနဲ့ပြသပေးရပါမယ်ဒီလိုယုတိကြကြအစင်းစင်းတွားတာကထင်ထားတဲ့ချက်ကိုအများကြီးပို့ပြီးထိရောက်ပါတယ်အခုဆိုရင်အပိုင်းလေးရိုးရှင်းဖာ finance ဆိုတာကိုဆက်ကြည့်ရအောင်ရှင်းမှာပြောပြခဲ့နေ့စဉ်လှုပ်ဆောင်ချက်လေးတွေနဲ့အလိုလျောက်လဲပတ်လေသလိုခံစားရမယ်ရိုးရှင်းတဲ့ finance တစ်ခုဘယ်လိုဖြစ်လာလဲဆိုတာလေ့လာကြည့်ကြပါမယ်အရှိကပြောခဲ့တဲ့အချက်တွေအားလုံးကိုပေါင်းစပ်လိုက်ရင်အလိုအလောက်စီဇန်နေတဲ့ funnel လေးတစ်ခုရလာပါပြီ။ဒေတာကြည့်မယ်ဆိုရင် content ကနေစမယ် inbox မှာစကားပြောမယ်အဲဒီကနေရင်းနှီးမှုတည်ဆောက်မယ်ပြီးမှ product အကြောင်းအမျှဝေပြီးလုပ်ငန်းကိုအတူလုပ်ဖို့ဖိတ်ခေါ်မယ်ဒီအဆင့်တွေကတစ်ခုနဲ့တစ်ခုဘယ်လောက်တောင်တဘာဝချဆက်စီစဉ်သွားလဲဆိုတာတွေ့ရမှာပါ။ဆက်ပြီးတော့အပိုင်းကအမားများနဲ့အပတ်စင်လှုပ်ရုပ်စင်အကြောင်းတွားလဲရအောင်ဒီလုပ်ငန်းမှာချင်းကိုထိထိရောက်ရောက်ပြီးလို့စီမံခန့်ခွဲမလဲဆိုတာနဲ့လုပ်ငန်းကိုထိခိုက်စေနိုင်တဲ့အချစ်များတဲ့အမားတွေကိုရှောင်ကျဉ်နိုင်ဖို့ဆွေးနွေးတော့ပါမယ်
လုပ်ငန်းတိုးတက်မှုကိုချက်ချင်းရပ်တန့်သွားစေမယ်အမှားကြီး၃ခုရှိပါတယ်ပထမက product တွေချီးပဲအများကြီးတင်ပြီး spam လုပ်နေတာဒုတိယကလူတိုင်းကိုစာတစ်ကြောင်းနဲ့ copy paste လုပ်ပြီးလိုက်ပို့နေတာတတိယကတနေ့တော့ကိုယ့်စီလူလာမှာပါဆိုပြီးထိုင်ဆောင်နေတဲ့စိတ်သက်မျိုးတွေပါဒီအမားတွေဟာယုံကြည်မှုကိုလုံးဝဖျက်ဆီးပြီးအခွင့်အလမ်းတွေကိုလက်လွတ်စေတာမို့လုံးဝကိုရှောင်ကျဉ်ရပါမယ် အချင်းကိုစနစ်တကျစီမံခန့်ခွဲဖို့အတွက်အပတ်စဉ်လှုပ်ရုပ်လှုပ်စဉ်ကအရန်ကိုအရေးကြီးပါတယ်။ဒီနေ့လောက်ကနေတိုးချက်အထီကိုအရှိမပြောခဲ့တဲ့နေ့စဉ်လုပ်ငန်းစဉ်တွေလို့စနေနေ့ကိုတော့အရင်ကစကားပြောခဲ့ဘူးသူတွေကို follow up ပြန်လုပ်မဲ့နေ့အထီသတ်မှတ်ပြီးတနင်္ဂနွေနေ့ကိုတော့မိမိကိုယ်တိုင်တိုးတက်ဖို့လေးလာတင်ယူတာနဲ့နောက်တစ်ပတ်အတွက်အစီအစဉ်ဆွဲတဲ့နေ့အထီသုံးဒါဟာအကောင်ဆုံးရည်တင်ပါပဲ အခုဆိုရင်နောက်ဆုံးအပိုင်း6ရက်30တိုးတက်မှုစီမံကိန်းကိုရောက်လာပါပြီကာလတုံအတွင်းမှာကြီးမားတဲ့အရှင်အဟုန်ရရှိစေနဲ့ရက်30အစီအစဉ်ကိုဆွေးနွေးပါမယ် 30ဟုတ်ပါတယ်ဒီ30ဆိုတဲ့ရက်တီကလုပ်ငန်းအတွက်အရေးကြီးဆုံးပါပဲရှေ့မှာပြောခဲ့တဲ့စနစ်တွေကိုရက်30တိတိမပြတ်မကွက်ဇွဲရှိနဲ့အကောင့်ထဲပေါ်ဖို့စေပိုင်ဖြတ်ထားမှာဖြစ်ပါတယ်တကယ်ကိုမစ်စီမိတ်ပြီးကြိုးစားရမယ့်ချိန်မို့ ဒီလိုမျိုးနေ့စဉ် content တွေတင်မယ်နေ့စဉ်လူတွေနဲ့စကားပြောမယ်အပတ်စဉ် follower လုပ်တာတွေကိုရက်30တိတိမှန်ကန်လှုပ်ဆောင်မယ်ဆိုရင်မြင်သားတဲ့ရလဒ်တွေတေချာပေါက်ထပ်လာမှာပါကိုယ့်အတွက်ပထမဆုံးဝယ်ယူမဲ့သူတွေအတူလက်တွဲလုပ်မဲ့အဖွဲ့ဝင်တွေရရှိလာမယ့်အပြင်အရေးအကြီးဆုံးကတော့ကိုယ့်ရဲ့လုံနိုင်စွမ်းအဖို့ယုံကြည်မှုဟာလည်းအစမတန်တက်လာမှာအသေးချပါပဲ ဒီနေ့ရလိုက်တဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ company နဲ့ product ဆိုတာ support နဲ့တူတက်တာဖြစ်ပါတယ်တကယ်ဝင်ငွေဆိုတာကိုယ်တိုင်ရဲ့နေ့စဉ်လှုပ်ဆောင်ရခြင်းဒီပေါ်မှာပဲမူတည်နေပါတယ်။ဒါကြောင့်အောင်မြင်ဖို့အတွက်ကိုယ်တိုင်ကသာအဲ့ဒီ system ဖြစ်တဲ့ဆိုတာကိုအမြဲတမ်းမှတ်သားထားစေချင်ပါတယ်။ကိုယ်တိုင်လုပ်မှကိုယ်တိုင်ရမှာပါ။ နောက်ဆုံးအနေနဲ့မိကွန်းတစ်ခုမေးပြီးအဆုံးသတ်ချင်ပါတယ်အခုရှင်းပြခဲ့တဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေ content တွေကိုဘယ် platform မှာအဓိကထားပြီးလှုပ်ဆောင်သွားမလဲ Facebook လား TikTok လား Telegram လားဒါမှမဟုတ် YouTube လားမိမိအားတန်တဲ့နေရာကိုရွေးချယ်ပြီးနောက်တစ်ဆင့်ကိုတက်လှမ်းဖို့တဲ့တိကျတဲ့ content view ဟာတွေအခုပဲစတင်ချမှတ်လိုက်ပါဒီနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေကတကယ်ကိုလက်တွေ့အသုံးကျမယ်လို့ယုံကြည်ပါတယ်အားလုံးပဲချင်းပြတဲ့ကျေးဇူးတင်ပါတယ်